မြမသမိုင်းမှာအကြီးမားဆုံးမင်္ဂလာပွဲကျင်းပလိုက်တဲ့မြမဩဘာလုပ်ငန်းစုရဲ့သားဖြစ်သူဒီနေ့ကျမတို့မြန်မာနိုင်ငံမှာဒနိုင်ဆန်ဆန်နဲ့အမှတ်တမ်းတင်လောက်တဲ့ပွဲတစ်ခုအကြောင်းကိုပြောပြသွားမှာပဲဖြစ်ပါတယ်။ပုံမှန်မင်္ဂလာပွဲတွေထက်အစားပေါင်းများစွာခမ်းနားထည့်သွားပြီးစီစဉ်ဥစ္စာနဲ့အမှုပညာကိုပေါင်းစပ်ထားတဲ့မင်္ဂလာပွဲကြီးတစ်ခုပါ။မြမစိုက်ပျိုးရေးကဏ္ဍရဲ့ဦးဆောင်သူမြမဩဘာလုပ်ငန်းစုရဲ့သားဖြစ်သူလက်ထပ်ပွဲပါ။လူပြောများပြီးအကြီးမားဆုံးလို့သမိုင်းမှတ်တမ်းတင်ရလောက်တဲ့ဒီပွဲရဲ့အလှပတွေကိုတူတူလေးလာကြည့်လိုက်ရအောင်။ဒီပွဲဟာဘယ်လောက်တောင်ကြီးကျယ်ခမ်းနားလဲ။ဘာကြောင့်မြန်မာသမိုင်းမှာမကြုံဘူးလောက်တာလဲဆိုတာကိုအသေးစိတ်ဖော်ပြပေးသွားပါမယ်။ဒီပွဲကိုနားလည်ဖို့ဆိုရင်အရင်ဆုံးသတို့သားရဲ့နောက်ခံဖြစ်တဲ့မြန်မာဩဘာလုပ်ငန်းစုကိုတည်ထားဖို့လိုပါတယ်။မြန်မာဩဘာဆိုတာစိုက်ပျိုးရေးကဏ္ဍမှာဦးဆောင်နေတဲ့အဖွဲ့အစည်းကြီးတစ်ခုပါ။သူတို့ဟာတောင်သူလယ်သမား3.5 တန်းကျော်ကိုလိုအပ်တဲ့စိုက်ပျိုးရေးနည်းပညာမျိုးစပါးဓာတ်မြေဩဇာနဲ့ပိုးသက်ဆေးတွေကိုဖြန့်ချီပေးနေတဲ့သူတွေပါ။စိုက်ပျိုးရေးဟာမြန်မာစီးပွားရေးရဲ့အဓိကမောင်းနှင်အားဖြစ်တာကြောင့်ဒီလုပ်ငန်းစုဟာလွန်ကြီးမားတဲ့စီးပွားရေးဩဇာကိုပိုင်ဆိုင်ထားပါတယ်။စိုက်ပျိုးရေးကဏ္ဍကိုမြင့်တင်အောင်တာမကပညာရေးနဲ့လူမှုရေးလုပ်ငန်းတွေမှာလည်းပါဝင်တဲ့အတွက်သူတို့ရဲ့လှုပ်ဆောင်ချက်တိုင်းကိုလူအများကစိတ်ဝင်စားကြပါတယ်။ဒီလိုကြီးမားတဲ့လုပ်ငန်းစုရဲ့အမွေဆက်ခံသူမင်္ဂလာပွဲဖြစ်တဲ့ပွဲရဲ့အစဉ်အတက်ဟာတာမန်ထက်ကျော်လွန်နေတာကိုတော့အံ့ဩစရာမရှိပါဘူး။ပွဲကျင်းပရာနေရာကတော့မြင်သူတိုင်းရဲ့မျက်လုံးကိုဖမ်းစားစေခဲ့တဲ့ Golden Palace ရွှေနန်းတော်ကြီးလို့ထင်စားရမယ်ခမ်းမကြီးပဲဖြစ်ပါတယ်။မင်္ဂလာဆောင်ရဲ့အဓိကသင်းဟာရွှေရောင်ကိုအခြေခံထားပြီးခေတ်သစ်နန်းတော်ရဲ့ပုံစံမျိုးကိုပုံဖော်ထားပါတယ်။အဓိကအသက်သွင်းတာကတော့ကြီးမားလာတဲ့မီးဆိုင်ကြီးတွေနဲ့အလေးမောင်ဒီဇိုင်းပါပဲ။နေရာအနှံ့မှာခမ်းမအနံနဲ့လိုက်ဖက်ညီတဲ့လေးအောင်တွေကအရာအလုံးကိုရွှေရောင်တဝင်းဝင်းတောက်ပစေပါတယ်။ဥရောပစတိုင်ခမ်းနားတဲ့ပန်းပြင်အစင်တွေရှားပါပန်းတွေကိုထည့်သွင်းအသုံးပြုထားပြီးတော့ပန်းဖူးနဲ့ပန်းပွင့်လေးတွေကအစအသေးစိတ်ယူဆိုင်ထားတာကိုမြင်တွေ့ရပါတယ်။ဒီအပြင်စင်တွေဟာပွဲအတွက်တန်ပေါင်းများစွာသောငွေကြေးကိုပုံချခံထားမဲ့ရှင်းရှင်းလင်းလင်းမြင်သာပါတယ်။ဒီပွဲဟာမင်္ဂလာပွဲတစ်ခုထက်အမှုပညာပြပွဲတစ်ခုနဲ့ပိုတူပါတယ်လို့သုံးသပ်သူတွေကဆိုကြပါတယ်။ကဲဒီခဏမှုအားလုံးကချစ်ပွဲဇနီးမောင်နှံနဲ့ရှင်တော့ဘာမှမပြောပါတော့ပါဘူး။သူတို့သမီးလိမ့်ချက်ထားတဲ့မိတ်ကပ်အတွက်ပြည်ပကကျွမ်းကျင်ပညာရှင်တွေကိုအသုံးပြုထားပါတယ်။သူတို့သမီးရဲ့ဝတ်စုံဒီဇိုင်းဟာရိုးရာငွေအသက်ကိုခေတ်မီတဲ့ fashion အမြင်နဲ့ပေါင်းစပ်ထားပါတယ်။အထူးသဖြင့်ရွှေစီထိုးထားတဲ့ဝတ်စုံရဲ့တန်ဖိုးကြီးမားမှုကထင်ရှားပါတယ်။တပုံတွေမှာအထင်ရှားဆုံးမြင်ရတဲ့ကြီးမားတဲ့ရွှေရောင်လည်ဆွဲဟာလူအများရဲ့စိတ်ဝင်စားမှုကိုအကြီးအကျယ်ဖန်ဆားခဲ့ပါတယ်။ဒါဟာရိုးရာလက်ဝတ်ရတနာတစ်ခုပဲမဟုတ်ပဲမိသားစုရဲ့ဂုဏ်သိက္ခာကိုဖော်ပြတဲ့လူပညာလက်ရာတစ်ခုလိုပါပဲ။သူတို့ကလည်းဇနီးတဲ့နဲ့လိုက်ဖက်ညီစွာရိုးရာဝတ်စုံကိုတသက်ရခံကြားစွာဝတ်ဆင်ထားပါတယ်။သူတို့တို့ရဲ့အသွင်ပြဟာချမ်းသာကြွယ်ဝမှုနဲ့နုညံ့သိမ်မွေးမှုကိုပေါင်းစပ်ထားပါတယ်။ဒီဇိုင်းပညာရှင်တွေရဲ့အဆိုအရဒီဝတ်စုံနဲ့ရတနာတွေရဲ့တန်ဖိုးဟာမြန်မာ fashion သမိုင်းမှာအမြင့်ဆုံးတွေကတစ်ခုဖြစ်တယ်လို့ခန့်မှန်းရပါတယ်။သူတို့သမီးရဲ့အလှအပကတော့မြင်သူတိုင်းကိုညှို့ယူဖန်ဆားနိုင်တဲ့ရှိပါတယ်။သူမမျက်နှာဟာမြန်မာရိုးရာအလှကိုအပြည့်အဝပိုင်ဆိုင်ထားပြီးနုညံ့သိမ်မွေးတဲ့အပြုံးနဲ့တောက်ပတဲ့မျက်ဝန်းတွေကချစ်ချင်းမြတ်တာရဲ့ရောင်ခြည်ကိုတင်ဟပ်စေပါတယ်။ခေါင်းပေါ်မှာရိုးရာပုံစံနဲ့လှပတည်သက်စွာသတုံးထုံထားပြီးတော့လင်းညိုရောင်နဲ့ရွှေရောင်ရတနာပန်းပွင့်လေးတွေကြောင်းမြရတနာလေးတွေနဲ့လှဆင်ထားတာဟာခေတ်သစ်နန်းတော်သူတအုပ်ရဲ့အသွင်ကိုစောင်းနေပါတယ်ဒီပွဲမှာအထင်ရှားဆုံးတဲ့လူများရဲ့စိတ်ဝင်စားမှုအခမ်းအနားဆုံးကတော့သူတို့သမီးဝတ်ဆင်ထားတဲ့လက်ဝတ်ရတနာတွေပါပဲသူတို့သမီးလေးဝတ်ဆင်ထားတဲ့လည်ဆွဲဟာဒေါ်လာတန်ပေါင်း800ကျော်တန်ဖိုးရှိတယ်လို့လည်းသိရပါတယ်သူတို့သမီးလက်ထဲမှာကင်ထားတဲ့ပန်းစီဟာဆိုရင်လည်းဗဒများတွေနဲ့ပြုလုပ်ထားပြီးဝတ်စုံကိုလည်းရွှေဖြင့်ပြုလုပ်ထားတယ်လို့သိရပါတယ်သူမရဲ့လက်ဘင်းပေါ်မှာဝတ်ဆင်ထားတဲ့ဗရမများလယ်ဆွဲကြီးဟာတန်မိုးမဖြစ်နိုင်တဲ့မြမလက်မှုပညာရဲ့အကောင်းဆုံးပြည့်ရဖြစ်ပါတယ်။လယ်ဆွဲနဲ့တစ်ဆက်ထဲလိုက်ဖက်တဲ့ငကတ်နဲ့ဆွဲသီးတွေဟာလည်းတောက်ပတဲ့အလင်းရောင်ကိုထုတ်လွှတ်နေပြီးဒီလိုရတနာအစုံအလင်းဟာသူမရဲ့အလှကိုပိုပြီးထဲဝါစေပါတယ်။ရိုးရှင်ရဲ့လှပမှုနဲ့ခန္ဓာကြွယ်ဝမှုကိုသူမတအူးထဲမှာပြည့်စုံစေပါတယ်။သူမဝတ်ဆင်ထားတဲ့ဝတ်စုံဒီဇိုင်းကတော့မြန်မာ fashion လောကအတွက်စံပြတစ်ခုလို့ဆိုရမှာပါ။တကူလုံးကိုခြုံလန်းထားတဲ့ရွှေရောင်ပိုးတဲ့ဝတ်စုံဟာခြိလိုက်ရဲ့အရည်သွင်းမြင့်မာမှုကိုဖော်ပြနေပါတယ်။အထူးသဖြင့်ဝတ်စုံပုံကအနှုတ်စိတ်ရွှေချီထိုးပန်းထိုးလက်ရလေးတွေဟာလက်ဝင်ပြီးတမိုးကြီးမားလာပါတယ်။ဒီဝတ်စုံဟာသူမရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့အလွန်လိုက်ဖက်ညီနေပြီးမြမရိုးရာအလှတရားကိုခေတ်မီတဲ့ဂုဏ်သိက္ခာနဲ့ပေါင်းစပ်ပေးထားပါတယ်။ခမကြီးထဲမှာစက်တည်ရှိစွာနဲ့ယုံကြည်မှုအပြည့်နဲ့ရှောက်လန်းလာပုံဟာသူမရဲ့စိတ်ထားဖြူစင်မှုနဲ့နူးညံ့သိမ်မွေးတဲ့ကိုဟန်ကိုဖော်ပြနေပါတယ်။အနှစ်ချုပ်လိုက်မှဆိုရင်တော့ဒီသတို့သမီးလေးဟာရိုးရာအလားခေတ်မီတဲ့ fashion အမြင်နဲ့ရတနာတွေရဲ့အရှင်အဝါတွေပေါင်းစပ်ထားတဲ့အလှပိုင်ရှင်တဦးပါပဲ။မင်္ဂလာပွဲတစ်ခုရဲ့အရေးပါမှုဟာတက်ရောက်လာတဲ့ဧည့်သည်တော်တွေအပေါ်မှာလည်းမူတည်ပါတယ်။မြန်မာနိုင်ငံရဲ့စီးပွားရေးလောကလူပညာလောကကအာဏာအရှိဆုံးပုဂ္ဂိုလ်များစွာတက်ရောက်ခဲ့ကြပြီးဒီ
ဒီမင်္ဂလာပွဲဟာအခမ်းအနားဆုံးဖြစ်တယ်ဆိုတာကိုပြသနေပါတယ်အဲ့ခံကျွေးမွေးတဲ့အစားအစာတွေဟာလည်းကမ္ဘာအဆင့်မီစပူမှုတွေရဲ့လက်ရာတွေဖြစ်ပြီးပြင်စင်ပုံတက်ခင်းပုံတွေဟာလည်းအတိုင်းနဲ့အလုံးကိုတာလို့နေပါတယ်စုစုပေါင်းပြန်လဲသုံးသက်ကြည့်ရမယ်ဆိုရင်မြမအော်ဘာလုပ်ငန်းစုတားဖြစ်သူရဲ့ဒီမင်္ဂလာပွဲဟာဝေကြီးသုံးဆွဲမှုနဲ့ခန္ဓာထဲဝါမှုတို့ကြောင့်သာမကပဲမြမရွာကိုခင်မင်မှုနဲ့အစင်းအမြင့်မြင့်ပေါင်းဆက်တင်ပြခဲ့တဲ့အမှုပညာပွဲတစ်ခုအဖြစ်မှတ်တမ်းတရားမှာပါဒီပွဲဟာမြမသမိုင်းမှာအကြီးမားဆုံးဆိုတဲ့ခေါင်းစဉ်ကိုရဖို့ထိုက်တန်ပါတယ်ဒါကချမ်းသာကြွယ်ဝမှုရဲ့ပြရုပ်တစ်ခုဖြစ်သလိုမိသားစုနှစ်စုရဲ့ချစ်ကြည်မှုကိုလည်းဂုဏ်ပြုတဲ့ပွဲတစ်ခုလည်းပဲဖြစ်ပါတယ်ဒီမင်္ဂလာပွဲကြီးဟာမြန်မာငွေ3,900အထိကုန်ကျခဲ့တယ်လို့လည်းသိရပါတယ်ဒီမှာတော့စီးပွားရေးလောကရဲ့ဩဇာအရှိန်အဝါနဲ့အလှပဆိုင်ရာအမှုပညာတွေပေါင်းစပ်ထားတဲ့အိမ်မက်ဆန်ဆန်မင်္ဂလာပွဲအကြောင်းတင်ပြပေးခဲ့တာပဲဖြစ်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေနာမည်ကြီး celebrity သတင်းတွေနဲ့အမှတ်တရပွဲတွေအကြောင်းကိုအမြဲကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်